ရှေးရှေးတုန်းကတစ်တော်ကြီးတစ်ခုရဲ့အနားမှာဇေယျလို့အမည်ရတဲ့ရိုးသားတဲ့တစ်ခုသမားတယောက်ရှိပါတယ်။သူဟာနေ့စဉ်တော်ထဲမှာတစ်ခုပြီးသူ့ရဲ့မိသားစုကိုလှုပ်ကြွေးပြူစုပါတယ်။တနေ့မှာတော့သူဟာထူးဆန်းတဲ့မြင်ကွင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ဇေယျဟာတစ်ပင်ပေါ်မှာခဏနားနေတော့တောပုံးကွိုင်တာအုပ်စုတစုတန်ကရုံကြီးတစ်ခုရှေ့ကိုရောက်လာတာကိုမြင်လိုက်ရပါတယ်။တောပုံးခေါင်းဆောင်ကတောင်နရံကြီးရှေ့မှာရက်ပြီးပွတ်လော့တန်ကရုံလို့အတန်ကျဲကြီးနဲ့အော်လိုက်ပါရဲ့။အန်အောစီယာကောင်းတာကတောင်နရံကြီးဟာတကားတစ်ခုလိုပွင့်သွားပြီးတောပုံးတွေဟာအတွင်းထဲကိုဝင်သွားကြပါတယ်။ခဏအကြာမှာသူတို့တွေပြန်ထွက်လာပြီးပိတ်လော့တန်ကရုံလို့ပြောလိုက်တဲ့အခါတောင်နရံကြီးဟာပြန်ပိတ်သွားပါတယ်။တောပုံးတွေထွက်သွားတဲ့အခါဇေယျဟာတောင်နရံရှိကိုသွားပြီးပွင့်လော့တန်ကရုံလို့လိုက်ပြောကြည့်ပါတယ်။အဲ့ဒီအခါတောင်နရံကြီးဟာတကယ်ပဲပွင့်သွားပါတော့တယ်။ဇေယျဟာရင်ခုန်စွာနဲ့ဂူအတွင်းထဲကိုလှမ်းဝင်လိုက်ပါတယ်။ဂူအတွင်းထဲမှာတော့တောက်ပနေတဲ့ကြောက်မြစ်ရတနာတွေနဲ့ရွှေတင်ကားတွေပြည့်နှံ့နေပါတယ်။ဇေယျဟာအဲ့ဒီထဲကအလင်းရောင်ထွက်နေတဲ့ကြောက်တုံးလေးအနှဲငယ်ကိုကောက်ယူပြီးသူ့ရဲ့အိတ်ထဲကိုထည့်လိုက်ပါတယ်။ဇေယျဟာအိမ်ကိုပြန်ရောက်တဲ့အခါသူ့ရဲ့ညီမလေးမြကိုဒီကြောက်တုံးတွေအကြောင်းပြောပြလိုက်ပါတယ်။မြဟာအယမ်းကိုထက်မြက်တဲ့မိန်းကလေးတစ်ယောက်ပါအခုဒီကြောက်တုံးတွေကတောပုံးတွေရဲ့ပစ္စည်းတွေဆိုရင်သူတို့အကိုနောက်ကိုလိုက်လာနိုင်တယ်လို့သူမကသတိပေးပါတယ်နောက်တနေ့မှာတောပုံးကောင်းဆောင်ဟာဂူထဲကိုပြန်ရောက်တဲ့အခါသူ့ရဲ့ယရနာအချို့ပျောက်ဆုံးနေတာကိုသိသွားပါတယ်သူဟာအယမ်းဒေါသထွက်သွားပြီးဘသူခိုးတာလဲဆိုတာကိုရှာကြစမ်းလို့သူ့တပည့်တွေကိုအမိန့်ပေးလိုက်ပါတယ်တောပုံးတယောက်ဟာရွာထဲကိုလှုပ်ဝှက်လာပြီးဇေယျရဲ့အိမ်တကားမှာမြေပြူးနဲ့အမတ်အသားတစ်ခုလှုပ်သွားပါတယ်။ဒါကိုမြကအိမ်ပဒင်းပေါက်ကနေလှမ်းမြစ်လိုက်ပါတယ်။မြဟာချက်ချင်းမဲ့အကြံတစ်ခုရသွားပါတယ်။သူမဟာမြေပြူးတတုံးကိုယူပြီးရွာထဲမှာရှိတဲ့တခြားအိမ်တကားပြီးအားလုံးမှာလဲအလားတူအမတ်အသားတွေကိုလိုက်လှုပ်လိုက်ပါတယ်။ညဘက်မှာတောပုံးတွေရောက်လာတဲ့အခါအိမ်တိုင်းမှာအမတ်အသားတွေရှိနေတာကြောင့်ဘယ်အိမ်ကဇေယျရဲ့အိမ်လဲဆိုတာမခွဲခြားနိုင်တော့ပါဘူး။အဲ့ဒီအချိန်မှာပဲဇေယျနဲ့မြတို့ခေါ်ထားတဲ့ရွာဆောင်ရမတ်တွေကတောပုံးတွေကိုဖမ်းဆီးလိုက်ပါတော့တယ်။ဇေယျနဲ့မြတို့လည်းယတနာတွေနဲ့အတူပျော်ရွှင်စွာနေထိုင်သွားကြပါတယ်